မအောင်ဖွဲ့နေဘူးထဲမှာစီတန်းစီရဖို့စောင့်နေပါလေဆိုင်ရတော့မဖွင့်သေးပါဘူး2 နာရီခွဲမှာခုမှ2 နာရီမထိုးရသေးဘူးစောင့်နေတော့နေဘူးထဲမှာစောင့်နေဖို့ကျွန်တော်တို့ရဲ့အသားရည်ကိုထိုင်တန်းရမယ်အဲ့ဒါနေဘူးထဲမှာလည်းအသားရည်မပြတ်စေရအောင်ပါတယ်လို့အပ်မလဲဆိုရင်တော့ပြီးပြောပြပေးပါမယ်ခုကြတော့2 နာရီပေါ့နော်2 နာရီခွဲမှဆိုင်ရောဖွင့်အဲ့ဒါကိုစောင့်နေရပါတယ်ပြည့်မသိပါဘူးစောင့်နေပါတယ်ပြန်มาแล้วဆိုရင်တော့ဖောင်းဆိုင်မှာပေါ့နော်မင်းတက်စီစားမှာပါပေးချိန်မပိတ်ပေးပါနော်စီလို့ချင်းတော့စောင့်ရမှာပဲသူမကစောင့်နော်လို့ချင်းတော့စောင့်ပေးရပါမယ်အချိန်တော့ပေးရပါမယ်ဒီခံရမယ်ဆက်ရှည်ရမှာပေါ့နော်ဘာမှမပြေပါဘူးဘာမှမပြေဘူးနော်စားတာပါပြီးရင်တော့ကျွန်တော်တို့ရဲ့အသားရည်မပြတ်စီရအောင်ဆိုပြီးပါတယ်လို့အဲ့လဲဆိုရင်တော့နောက်မှပြီးရင်ပြန်တောက်ပေးပါဆိုပါလေဒီနေ့ကျွန်တော်ရဲ့အလောက်ကပါလဲဆိုရင်တော့စီသွားတန်းစီရတဲ့အလောက်ပါဒီနေ့ကျွန်တော်ရဲ့အလောက်အဲ့ဒါကြောင့်အသားရည်တွေကိုမပြတ်စီရအောင်ဆိုပြီးတော့ဒီမှာစောင့်ထားတာအဲ့လဲဒီမှာစောင့်ထားတာပေါ့နော်ပါလဲကျွန်တော်တို့ကိုပိုင်ဆူမီရီယန်ကုမ္ပဏီကထုတ်ထားတဲ့အသားလိမ့်စီပဲဖြစ်ပါတယ်ဒီမှာလူရှင်းပေါ့ဆန်ခရင်ပေါ့ဆန်ခရင်နဲ့ပြောလို့ရတယ်လူရှင်းနဲ့ပြောလို့ရတယ်ပေါ့ဆိုမခရင်ပေါ့နော်အဲ့ဒါပါကျွန်တော်တို့ခနာကိုလဲမို့အတွက်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မတတ်နိုင်လို့မျက်နှာတစ်ခုပဲလဲမယ်ဆိုရင်ရတယ်ကျွန်တော်ကတော့မျက်နှာတစ်ခုပဲလဲနေပေါ့နော်ဒီခရင်မို့မျက်နှာတစ်ခုတွေတော့ပဲလဲနေဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့နေပူထဲမှာတွားမယ်ဆိုရင်တော့ကာကွယ်ပေးနိုင်ဖို့ပေါ့နော်ကာကွယ်ပေးနိုင်ဖို့သူကနေပူထဲတွားမယ်ဒီနေ့တန်းစီတာစီတန်းစီတာပေါ့နော်နေပူထဲမှာတန်းစီရတယ်အဲဒါကြောင့်အသားရည်မျက်နှာအသားရည်မပြတ်စီအောင်လို့ဒီနေ့တာဆောင်ထားဖို့လိုတယ်ပေါ့နော်အဲဒါယောက်ျားလေးအတွက်ဆိုရင်လည်းအဆင်ပြေတယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့လိုင်းထားလဲဆိုရင်လိုင်းထားမှမသိရဘူးเนาะကျွန်တော်တို့မျက်နှာကိုတချို့ယောက်ျားလေးဆိုမျက်နှာမိတ်ကဲတော့မလိုင်းချင်းကြအောင်မလိုင်းချင်းကြအောင်အဲ့ဒါကိုတို့လိုင်းထားပြီးတော့မပေါ်မျက်နှာလိုင်းမကဲကိုမပေါ်ရအောင်ဆိုပြီးဒီကောင်ကိုတောင်းကြည့်အရန်ကောင်းတယ်ဒီကောင်ကိုလိုင်းထားပြီးတော့လိုင်းထားမှန်းလည်းမသိရဘူးကွာမျက်နှာပေါ်မှာလိုင်းထားမှန်းလည်းမသိရဘူးအဲ့ဒါအဲ့ကျွန်တော်တို့ရောက်တာလေးအတွက်တော့အရန်တစ်တော်တယ်မနော်အရန်လည်းကောင်းတယ်ဒါပေမဲ့ main ကလေးအတွက်လည်းမရဘူးလားဆိုရင်ရတယ်ကျွန်တော်တို့လိုင်းထားပြီးဒီကတစ်စစ်လိုင်းမယ်ဒါဒီကောင်တစ်စစ်လိုင်းမယ်ပြီးတော့တနခါတစ်စစ်ဟိုမိုက်ကတစ်စစ်ထလိုင်းမဆိုရင်အဆင်ပြေတယ်ပေါ့နော်ဒါ sun cream နေကပေါ့အဲ့ဒါတော့ကျွန်မလည်းဒီနေ့ကျွန်တော်တို့ခုရတဲ့ဥတုနဲ့တော့နှွေရတရောက်ပြီခုရတဲ့ဥတုနဲ့တော့အရန်ပူတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဆိုရင်ကိုပိုင်ကုမ္ပဏီကထောက်ထားတဲ့ cream sun cream ပေါ့နော် lotion cream ကိုတောင်းကြည့်ပါလို့ပြောချင်ပါတယ်အရန်ကောင်းတယ်နော်အရန်တစ်တော်တယ်ဒီရတဲ့ဥတုနဲ့တော့လာပါပဲအဲ့ဒါပြောချင်ပါတယ်ပြောပြချင်တယ်ပေါ့နော်တောင်းကြည့်မယ်ဆိုရင်တော့ကျွန်တော်စီမှာလက်ဆက်သွယ်မေးမြန်းလို့ရတယ်ပေါ့နော်ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်တန်းကိုဆော့တယ်